အိတ်တော့မလို့လားခဏနေပါဦးကျမယောဂလေ့ကျင့်ထားတဲ့ဗီဒီယိုလေးကိုကြည့်သွားအောင်လေဒီနေ့တာပင်မှန်ခဲ့တဲ့များအမောတွေပြသွားမယ်လို့တော့ကျမရဲ့ဗီဒီယိုလေးကတတိချအမမခံနိုင်ပေမဲ့ကိုယောဂမလေ့ကျင့်နိုင်ရင်တောင်မှသူများလေ့ကျင့်ထားတဲ့ဗီဒီယိုလေးကိုကြည့်ရင်းနဲ့ငါလည်းသူ့လိုယောဂလေ့ကျင့်ဖြစ်ရင်ကောင်းမယ်ဆိုတဲ့အတွေ့အလေးတစ်ခုမိုတီလေးတစ်ခုတော့ရသွားကောင်းရသွားနိုင်ပါတယ်ရှင်ယောဂလေ့ကျင့်ခြင်းရဲ့အထောက်အချက်ကဝိတ်ကိုထိန်းထားနိုင်ပါတယ်ကြိုက်တာစားလုံးဝဝိမတတ်ပါဘူးเนาะဒါပေမဲ့လို့ထိရအောင်ကစားတတ်ဖို့တော့လိုပါတယ်ရှင်ကိုရွေးမလို့ပြောပြတာပါเนาะယောဂလေ့ကျင့်တာ2 နှစ်ကျော်3 နှစ်ရှိပါပြီဗလာလေးနည်းနည်းတော့ရှိပါတယ်ရှင်ကျမကတော့ယောဂလေ့ကျင့်ရတာကြိုက်တဲ့အတွက်ကြောင့်မလို့အားလုံးကိုလည်းပဲယောဂလေ့ကျင့်မှုတိုက်တွန်းချင်ပါတယ်ကိုချမ်းတဲ့တရားလေ့ကျင့်ခန်း2 ခု 3 ခုကိုပဲအခြေအကြကြီးဆွဲဆော့မယ်ဆိုလို့ရှိရင်လုံးဝအကျိုးထူပါတယ်မယုံရင်လိုက်ဆော့ကြည့်ကြပါကျမရဲ့ယောဂဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားတဲ့အတွက်ကြောင့်လည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲနောက်မှတွေ့မယ်နော်ဘိုင်ဘိုင်